Happy Sunday လေးပါလောကမှာလေကိုယ့်ရဲ့ဝိသေသနာတွေမှာဘာရပါခြင်းလဲဆိုတဲ့အခါကျတော့ consistency ကောင်းတဲ့သူဆိုတာမျိုးဖြစ်ခြင်းတယ်အဲ့ဒါကတော့လေလူတိုင်းတော့လည်းဖြစ်မယ်တယ်ဒါပေမဲ့အဲ့ဒါလူတိုင်းတော့လည်းမလုပ်နိုင်ဘူးခက်တော့လေခက်တယ်ဒီ YouTube channel ထောင်တာဆိုရဲတော့ကြာနေပြီဒါပေမဲ့ဗီဒီယိုတွေကဒီကားလေးကနေမထွက်နိုင်သေးဘူးဖြစ်နေဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့ပြောမယ့်ခေါင်းစဉ်ကတော့ infective endocarditis prophylaxis ဖြစ်ပါတယ်ဒီဟာကလေအရေးကြီးတယ်အဲ့တော့ဘယ်လိုလူနာတွေမှာ prophylaxis လုပ်မှာလဲဘယ်လိုလူတွေက high risk လဲပေါ့ကွယ်အဲ့ဒါမျိုးလူနာကိုလေအမြဲ remind လုပ်နေဖို့လိုတယ် first consult မှာပဲဖြစ်ဖြစ် at diagnosis မှာပဲဖြစ်ဖြစ် post surgically ဖြစ်ဖြစ် or during patient review ပဲဖြစ်ဖြစ်အဲ့ဒါအရေးကြီးတယ်ပြီးတော့ဘယ်လို procedure တွေမှာကော recommend လုပ်တာလဲဆိုတာကိုဒီနေ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ပြီးရင်ဘာ management လုပ်မှာလဲပေါ့နော်ဒီဗီဒီယိုလေးကလေအများအရှိပြောမှာမဟုတ်တဲ့အတွက်ကြောင့်ခဏလေးနားထောင်လိုက်ရင်ကိုအကျိုးရှိအောင်ပြောတော့မှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုလူတွေက highest risk အဖြစ်ဆုံးလဲဆိုတဲ့အခါကျတော့ prosthetic hazard တွေရှိတယ်ဒါမှမဟုတ်ရင် cardiac repair လုပ်တဲ့နေရာမှာ prosthetic material တွေကိုသုံးထားတယ်ပေါ့နော်ပြီးတော့ rheumatoid valvular heart disease ပေါ့ဒါကတော့နိုင်ငံလိုက်ကွာမှမသိဘူးဒါပေမဲ့ဒီမှာတော့ highest risk ကတော့Aboriginal and Torres Strait Islander only လို့ပြောထားပါတယ်ပြီးတဲ့အခါကျတော့ previous endocarditis and repaired cyanotic congenital heart disease including palliations နဲ့ contrast ပါပါတယ်ပြီးတဲ့အခါကျတော့ congenital heart disease ကို surgical catheter repair လုပ်ထားတာက within 6 months ပဲရှိသေးဆိုလဲဒါက highest risk ထဲမှာပါတယ်ပြီးတော့ repair လုပ်ပြီးသားပြီဒါပေမဲ့ residual defects at the site or adjacent to the site of prosthetic device ဖြစ်နေတယ်နောက်တစ်ခုကကျတော့ cardiac valvulopathy in transplanted heart that is substantially flat pathology and regurgitation ဖြစ်တာတွေလူတွေပေါ့နော်အဲ့အရှိမပြောခဲ့သလိုပဲဒီလိုလူမျိုးတွေဆိုရင်ကိုကဒီ condition ကိုဆက် diagnose လုပ်တာပဲဖြစ်ဖြစ် post surgically ပဲဖြစ်ဖြစ်ဆက်တွေ့ချင်းပဲဖြစ်ဖြစ်နောက် follow up တွေမှာပဲဖြစ်ဖြစ် regular review မှာပဲဖြစ်ဒါကိုလူနာကိုလေနင်တော့ဒီလိုမျိုး procedure တွေလုပ်မယ်ဆိုရင်တော့prophylaxis တွေလုပ်နိုင်တယ်ဆိုတဲ့ဟာမျိုးကိုအများတဲ့သူကိုeducate လုပ်နေရတယ်ပေါ့နော် procedure လုပ်တိုင်းတော့ iron prophylaxis လုပ်နေရတော့မဟုတ်ဘူးပေါ့နော်tender procedure ကိုပဲကြည့်ရဆိုရင် generally ပြောရမယ်ဆိုရင်တော့ gingival tissue တွေ periapical region of teeth တွေအဲ့ဒါတွေကို manipulation တွေလုပ်တယ်ဒါမှမဟုတ်ရင် oral mucosa perforation ဖြစ်တယ်ဆိုရင်တော့ prophylaxis လုပ်တယ်လို့အကြံပေးမှတ်လို့ရတယ်အဲ့တော့ specifically ပြောမယ်ဆိုရင်တော့သွားနှုတ်တာတွေ implant ထည့်တာတွေ biopsy ယူတယ် soft tissue of bone တွေ remove လုပ်တယ် subgingival scaling and root planing တွေလုပ်တယ်ဒီအခါမှာ avulsed teeth ကို replanting လုပ်တယ်periodontal disease ဖြစ်ရှိနေတဲ့အချိန်မှာပေါ့နော် procedure လုပ်တယ်ဒါတွေအကုန်လုံးက prophylaxis လုပ်တယ်non-infected tissue ကို anesthetic injection လုပ်တယ် radiograph လောက်ရိုက်တာတွေနောက်တစ်ခါ removable ဖြစ်တဲ့ပေါ့နော် applicants တွေတက်တာတွေ adjustment လုပ်တာလေးတွေorthodontic brackets တွေ placement တွေလုပ်တာတွေနောက်တစ်ခါ shedding တွေလုပ်တာတွေbleeding from trauma to the lips or oral mucosa ဒါမျိုးတွေဆိုရင်တော့မလိုဘူးပေါ့နော်နောက်တစ်မျိုးကကြာ respiratory tract နဲ့ဆိုင်တဲ့ procedure တွေပေါ့နော်tonsillectomy တို့ adenoidectomy လုပ်တာတွေ rigid or flexible bronchoscopy with incision or biopsy လုပ်တာတွေဒီအခါမှာ bronchial sinus nasal or middle ear mucosa တွေကို involve ဖြစ်တဲ့ surgery တွေပေါ့နော် including ပြောမယ်ဆိုရင်tube ထည့်တာပေါ့နော် pneumatic membrane မှာ tube ထည့်တာတွေနောက်တစ်ခုကကြာ invasive respiratory tract or ear ENT တွေပေါ့ procedure တွေကိုကုသတဲ့ဟာမျိုး example abscess drainage တွေဒါမျိုးတွေဆိုရင်တော့လိုပါတယ် genitourinary နဲ့ gastrointestinal tract procedure တွေရောဆိုရင်က lithotripsy တွေရောလိုလားဆိုတော့လိုပါတယ် vaginal delivery မှာ prolonged labor ဖြစ်တဲ့ဟာမျိုးတွေနောက်တစ်ခုကကြတော့ established infection ဖြစ်ပြီးသားဒီ GI tract တို့genitourinary tract တို့ဒါမျိုးတွေကို surgical procedure လုပ်ရင်လည်းလိုပါတယ်နည်းနည်းပြောမယ်ဆိုရင်ပေါ့နော် infected skin or musculoskeletal fracture ကို surgical procedure
လုပ်ရင်ဒါတွေက high risk procedure တွေဖြစ်ပါတယ် management အနေနဲ့ပြောမယ်ဆိုရင် patient ကအဲ့လိုမျိုးပေါ့နော် infective endocarditis ဖြစ်နိုင်တဲ့ risk ရှိတယ်ဆိုရင်သူရဲ့ general advice ကပါလဲဆိုတော့ oral hygiene ကောင်းဖို့လိုပါတယ်antibiotic prophylaxis တွေကတော့အသေးစိတ်တွေကတော့ guideline တွေကတော့ရှာဖတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ dental procedure common ဖြစ်တဲ့အတွက်ကြောင့် dental procedure နဲ့ပတ်သက်ပြီးနည်းနည်းပြောလိုက်နေပေါ့နော်အဲ့တော့အဲ့ဒီမှာ antibiotic ကဘာပေးလဲဆိုတဲ့အခါကျတော့ penicillin allergy မရှိဘူးဆိုရင် amoxicillin ပေးလို့ရတယ် adult ဆိုရင် 220 ပေးလို့ရတယ် children တွေဆိုရင်ကတော့50 mg per kg နဲ့ up to 220 ပေးလို့ရပါတယ် allergy ဖြစ်တယ်ဆိုရင်တော့တဲ့အဲ့ဆိုရင်တော့ clarithromycin ဆိုရင် 500 mg for adults children တွေအတွက်ဆိုရင် 50 mg per kg up to 500 mg ပေးလို့ရတယ် clindamycin ပေးလို့ရတယ် 600 mg for adults or 50 mg per kg up to 600 mg for children ပါတကယ်လို့ medications တွေကို orally တောက်လို့ရတယ်ဆိုရင်ဘယ်ချိန်မှာပေးမလဲဆိုရင် 1 hour before the procedure မှာပေးတယ်တကယ်လို့မတောက်နိုင်ဘူးဆိုရင်တော့IV ကို just before the procedure ပေးတယ်တကယ်လို့ IM ပေးတယ်ဆိုရင်တော့30 minutes before the procedure မှာပေးတယ်ဒါပေမဲ့အဲ့မှာသိရမှာက clarithromycin က IM ပေးလို့မရပါဘူးအဲ့တော့complex patients တွေဒါမှမဟုတ်ရင် antibiotic advice တွေလိုရဆိုရင်တော့ cardiology advice ကိုတောင်းခံသင့်ပါတယ်ဒီနေ့ရဲ့ IE prophylaxis လေးကတော့ဒီလောက်ပါပဲနောက်ခေါင်းစဉ်ဒီမှာကတော့long QT syndrome ပြောရင်ကောင်းမလား palpitations ပြောရင်ကောင်းမလားမသိဘူးတစ်ချက်ကြည့်လိုက်ပါမယ် bye